TikTok မှာရော profile နေဖြူကုန်တာအဲ့ဒါဘာဖြစ်တာလဲတာကြီးရယ်ကိုမလာမန်းတဲ့ညီကိုတွေကလည်း profile အဖြူတွေနဲ့အဲ့ဒါဘာဖြစ်တာလဲပြီးတော့ငါ့ကိုလည်းအဲ့ profile အဖြူချင်းခိုင်းတာကွာညီကိုတွေကfan ကင်ချင်းပြပါသလိုငါ game ထဲမှာချင်းပြမလို့ပဲဒါပေမဲ့လက်ကွန်းဗီကိုသွားတွေ့တာလက်ကွန်းကအဲ့ game ထဲမှာသူ့ fan တွေချင်းခိုင်းလို့ तू ချင်းလိုက်တာကွာအဲ့မှာ तू ကတလားတိတိဘန်းခံလိုက်ရတာအဲ့မှာငါသိတာမို့ဆိုငါလည်းချင်းပြီးတော့မှာမင်းငါ့ကိုလာပြီးဂျင်းထဲကြတာဒီကောင်ဒါနဲ့ဒါက All Star Map အသစ်တော့တာကြီးတို့ဒီမှာရေပန်းလေးနဲ့ဒါရေအောင်နန်းတော်ပုံစံမျိုးပဲကွာယူဆောင်ရဲ့ငကားနဲ့ဆိုတော်တော်လေး live ဖက်တယ်ရေပန်းလေးတွေကြာနေတယ်ဒါအရှိကတော့ကျွန်တော်တို့ဖားလားငကားလားဘာလားတော့မသိဘူးเนาะလဲနေရလေးတော်တော်လေးတော့မိုက်တယ်အဓိကနေရာကြိုက်တာပြပေးမယ်ဒီနေရာလေးကတော်တော်လေးမိုက်တယ်ကွာကြည့်လိုက်ရေပွဲကြီးက9ယူပတ်ထားတယ်အောက်မှာဆိုလည်းကြည့်လိုက်မင်းသင်းမောတွေလားကြောင်ကြည့်တော့မရေပွဲလက်တန်ကြီးတော်တော်လေးမိုက်တယ်ပြီးတော့ဒီငါးထဲမှာဆိုလည်းရွှေတစ်တာလေးထည့်ထားတာမင်းဒီမက်ကတော်တော်လေးလှရလို့ပြောလို့ရတယ်ပြီးတော့မင်းဒီဘက်မှာဆိုလည်းကြည့်လိုက်မင်းသင်းမောပြက်ကြီးတွေ့လားသင်းမောထဲမှာမင်းကြည့်လိုက်ငါတို့ 1V ရှာသလိုမင်းကြည့်လိုက်ရွှေတင်းငါးပြားကြီးလည်းရှိသေးတယ်တော်တော်လေးလှတဲ့မက်လို့ပြောလို့ရတယ်ကွာဟိုးအောက်မှာနှမ်းကြည့်လိုက်တယ်ဟိုးအောက်နေမှာဆိုရင်လည်းကြည့်လိုက်သင်းမောပြက်တွေမြုပ်နေတွေ့လားတိုက်တန်းနစ်တွေလာတော့မှတ်ရတယ်ဒါမဲ့ဆိုဒါကရေအောက်နန်းတော်လိုပုံစံမျိုးဆိုတော့ဒီမှာဂျယ်လီငါးလေးတွေ့တာwalking ဘတ်တောင်ဂျယ်လီငါးလေးပြောင်းသွားပြီကွာအဲ့ဒါဆိုကြည့်လိုက်မင်းနဲ့သူမနဲ့ကစုံချင်မှစုံပါဒီမှာငကားနဲ့မင်းလောနဲ့ကစုံနေလောဆိုရင်လည်းပုံစံကြီးပြောင်းသွားကြီးတော်တော်လေးမိုက်တယ်ကွာကြည့်လိုက်ဒါဆိုရင်အမှန်ကန်ကြီးတွေ့လားလောတွေလည်းပြောင်းသွားတယ်မင်းဒီမက်ကတော်တော်လေးကိုလှတယ်ဒီမက်မှာစော့မယ်ဆိုရင်ကွာရေအောင်နန်းတော်မှာစော့နေရတဲ့ခန်းစားချက်မျိုးကိုမင်းတို့ရလိမ့်မယ်သွားစော့ကြည့်လိုက်